ဆိုတဲ့အဖြစ်ကိုတိတိကျကျသိရမှာဖြစ်တယ်။အဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ security concern အရာမနေ့ပြန်ကြနေမှာဘူးမှမလာနေပေါ့နော်။ကျမတို့အလုပ်လုပ်ဖို့ရှိတယ်။သူတို့နဲ့ meeting ကလည်းအကြာကြီးဖြစ်နေမယ်။အဲ့အတွက်ကြောင့်ဒီမှာဆန္ဒပြတာမနေ့ပြန်လုံးဝမရှိပါဘူး။အဲ့ပုံမှာမူတည်ပြီးတော့မနေ့ပြန်သူတို့နဲ့ပြောတဲ့စကားတွေပေါ်မှာမူတည်ပြီးတော့ကျမတို့ကဆက်လုပ်မလဲဆိုတာဆရာဆက်ပြီးတော့မှပြင်ဆွဲပါမယ်။မလို့အတော့ဘူးဆိုလို့ရှိရင် protect ကိုရမယ်။တကယ်လို့ကျမတို့တောင်းဆိုတဲ့ဒီနေ့ကိုမဖြစ်ဘူးသူတို့လည်းမသိရဆိုဆက်ကြတဲ့နေပြမယ်။အဲ့ဒါကျမမသိဘူး။အဲ့အရာမနေ့ပြန်မှာကျမတို့ရမှာဖြစ်တယ်။အဲ့အတွက်ကြောင့်မို့ဘယ်လိုပြောရမလဲprotect ကဆက်ပြီးတော့မရှိတော့ဘူးကျမတို့အတွက်သတင်းကောင်းလေးဖြစ်တယ်ပြောချင်တာကျမတို့ဒီနေ့အခြေအပင်ပန်းခံပေးရတဲ့ခါလေဘယ်လိုပြောမလဲပြန်ခံစားရတယ်ပေါ့နော်ကျမတို့ပြန်ခံစားရမှာဖြစ်တယ်အဲ့အတွက်ကြောင့်မို့ကျမတို့ဒီနေ့သူတို့လာတွေ့ရလဲကျမတို့၄ယောက်နဲ့သူတို့၂ယောက်ခင်းပြီးတက်တွေ့ရဖြစ်တယ်ဒီကောင်းဆောင်တော့ပါဘူးနော်ကျမတို့ဒုတိယအကြိမ်ပြန်ဝင်သွားရခြင်းကျမအဓိကအဲ့ဒါပါပြောချင်တာလေကျမတို့အားလုံးစီစီလုံးလုံးနဲ့တိုက်တဲ့ခါကျတော့ကျမတို့အတန်တို့ကြားထဲမှာတိုက်ရိုက်ရောက်သွားတယ်ပေါ့နော်အဲ့တော့ကျမတို့ကပိုပြီးစီးလုံးပို့လို့လေဒီထက်ပိုပြီးစီးလုံးနေဆိုတော့ကျမတို့လူချင်းနဲ့ပန်းတာကျမတို့ share ထားတဲ့ list ကပြီးများတယ်တိုးပြီးတော့မှကျမတို့ရဲ့အခွင့်အရေးတောင်းလာမှာဖြစ်တယ်ဒါပေမဲ့အစပိုင်းမှာတော့မလောပါနဲ့နော်သူတို့လည်းဒီ budget constraint ဖြစ်နေတဲ့အတွက်ကတားမှာတော့ကတားမှာလို့လုပ်ပေးလို့ဆိုမှဖြစ်တယ်ကျမတို့နိုင်ငံသားတွေကျမတို့ဖြစ်ချင်မဟုတ်ဘူးအဲ့ဒါတိုင်းနိုင်ငံရဲ့စိတ်ထဲမှာတခြားနားလေဘူးလို့ပဲကိုဖြစ်ချင်တာကြီးပဲဖြစ်လို့မရဘူးကျမတို့ကောင်းဆောင်အနေနဲ့ခြေတန်းရွေးတဲ့အရွေးကမှားသွားတယ်ဆိုခင်ဗျားတို့အားလုံးအတွက်ဖြစ်တယ်အဲ့တော့ကြောင့်မှန်သွားရင်လည်းခင်ဗျားတို့အားလုံးအတွက်ဖြစ်တယ်အဲ့တော့ကျမအနေနဲ့ကျမအသက်အရွယ်နဲ့ကျမအနေထားနဲ့ကျမလည်း decision လုပ်ရတာအရင်ဖြစ်တယ်ဘယ်ဟာကိုဆိုအရင်စဉ်းစားဆင်ခြင်ပြီးမှတော်တော်လေးလုပ်ရတယ်ဒီဘက်လူထုကိုလည်းကျမကြည့်ရတယ်ဒီဘက်မှာလည်းကျမကြည့်ရတယ်ကျမတို့အမှန်တိုင်းပြောကျမတို့ကောင်းဆောင်ကြီးဂျိုင်းရက်နေတာအဲ့နေရာမှာအကောင်းဆုံးရှော့မတင်းပုံစံနဲ့ကျမတို့ကစူးစမ်းနေတာဖြစ်တဲ့အတွက်ကျမတို့ကိုနားလည်ပြီးတာတော့စိတ်မရှိရတော့ကျမတို့စိတ်မရှိတာစိတ်ရှိကြီးခံလမ်းကြောင်းခံတော့အဲ့တော့နားလည်မှုရှိရှိနဲ့ပို့ပြီးတော့စီလုံးလုံးနဲ့ကျမတို့နေမယ်ဆိုတော့ကျမတို့လိုချင်တဲ့ခန်းရရင်ရမှာအဲ့တော့ဒီနေ့လည်းကျမတို့လိုချင်တဲ့အဖြေကိုဆရာရခဲ့တယ်မနေ့ပြန်မှာအဲ့အတွက်ကြောင့်ကျွန်တော် meeting ဆက်ရှိတယ်ဒီနေ့မှာတော့ meeting ရှိဒီနေ့မနေ့10နာရီနဲ့ဒီမှာရောက်တယ်အစားတွေလည်းမစားရဘူးတနေ့ကောင်းဆောင်တွေလည်း meeting ကိုပြတ်သွားတယ်အဲ့အတွက်ကြောင့် meeting ကိုဆက်ရှိမှာမဟုတ်ဘူးမနေ့ပြန်မှာကျမတို့ပေါ်ထားတာဖြစ်တယ်တခြားကောင်းဆောင်တွေလည်းဒီလိုကျမတို့ဆရာတွေကျမတပည့်တောင်းမှချင်တယ်ဒီကတော့တင်းတရားတောင်းလာကြတယ်တော့အဲ့အတွက်ကြောင့်မလို့အားလုံးညီညီတက်တက်ပဲပြန်နေဆန္ဒပြမတဲ့ဘောမလာနဲ့အမဆိုင်မှာဒါပေမဲ့ဆရာစီပင်းကိုအားလုံး follow လုပ်ထားပါပြီးတော့ community message တွေချထားပါကျမတို့ MA ကနေပဲခင်ဗျားတို့ဆက်သွယ်ရမှာဖြစ်တယ်ဆက်ပြီးတော့မှလောရမယ်လောက်ဆောင်ချက်တွေရှိတယ်ဆိုလို့ရှိရင်အဲ့အနေနဲ့ဆက်သွယ်ရမှာဖြစ်တဲ့အတွက်ပေါ့နော်အားလုံးဒီဟာလူပြောမယ်မျက်စိဖို့နားဖို့နဲ့တခြားတဲ့ကိုစောင့်ဖို့အတွက်ကျွန်မပြောချင်တယ်အဲ့တော့ဒီညနေလည်းဆက်ပြစရာမလိုတော့ဘူးအခုလောလောဆယ်အားလုံးပြန်ရမယ်နော် ACC နဲ့ပြန်ရမယ်ခါနေနော်လက်ခုပ်ဒီမှာနော်လက်ခုပ်ကြည့်ရလားလက်ခုပ်ကြည့်ပါမယ်